Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဇော်ဖြစ်ပါတယ် Soft Page ရဲ့ host ကိုဇော်ပါကဘာပေါ်မှာငရဲတကားဝရှိရဆိုလို့ရှိရင်တကယ်ချင်းတော့ယုံမလားရှိပါတယ်ဒီနေ့မှာတော့ဂန်နီယာအလဲကောင်မှာနှစ်ပေါင်း90ကျော်ကြာမီးမငိမ့်သေးတဲ့ Turkmenistan နိုင်ငံကထူးဆန်းတဲ့နေရာတစ်ခုစီကိုခေါ်သွားကြပါတယ် Turkmenistan ဆိုတာကဒီ Central Asia မှာရှိတဲ့နိုင်ငံလေးပေါ့နော်အဲ့မှာရှိပါတယ်ဒီနေရာကိုDarvaza gas crater လို့ခေါ်ပြီးလူတွေကတော့ငရဲတကားဝ Gates of Hell လို့တင်စားခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့ဒီတွင်းကြီးဟာ1982ခုနှစ်ကတည်းကစတင်ပြီးလောင်ကျွမ်းခဲ့တာယနေ့ထက်တိုင်မရက်မနာတောက်လောင်နေစေဖြစ်လို့ပါပဲ။တကယ်တော့ဒါဟာသဘာဝမီးတောင်မဟုတ်ပါဘူး။1982ခုနှစ်မှာဆိုဗီယက်ပညာရှင်တွေဓာတ်ငွေ့တူးဖော်ရာကနေမြေပြိုကျပြီးဖြစ်သွားတဲ့သဘာဝဓာတ်ငွေ့တွင်းကြီးတစ်ခုပါ။စိတ်ငွေ့တွေထွက်လာမှဆိုလို့မီးရှို့လိုက်ရကနေအခုချိန်ထိမငြိမ်းနိုင်တော့တာပါ။ဒီမီးတောင်ဝကြီးကအနက်66ပေမီတာ20လောက်ရှိပြီးဘောလုံးကွင်းတကွင်းစာလောက်ကျယ်ဝန်းပါတယ်။ဂန်နီယာအလဲညဘက်အချိန်မှာဆိုရင်ဒီမီးတောင်ကြီးကတကယ်ကိုထိတ်လန့်အံ့ဩစရာကောင်းလာပြီးလှပနေအောင်တွေ့ရမှာပါ။ကဲမိတ်ဆွေတို့ရောဒီလိုထူးဆန်းတဲ့ငရဲတကားဝစီကိုတွားလဲရကြလား။ကျွန်တော်တော့တွားရင် comment မှာပြောပြပေးသွားအောင်เนาะဘဟုတုတရစရာဗီဒီယိုတွေအတွက်လည်းကျွန်တော်ရဲ့ page channel ကို follow လုပ်ထားဖို့မမေ့နဲ့เนาะကျေးဇူးတင်ပါတယ်